Okay အားလုံးမင်္ဂလာပါကျွန်တော်ခုပြပေးချင်တာတော့ iPhone ကိုင်နေသူတွေပေါ့နော် iPhone ကိုင်နေသူတွေဒီကိုယ့်ရဲ့ iPhone ထဲမှာ Facebook က video တစ်ခုပေါ့နော်အဲ့ဒါဘယ်လို download ဆွဲမလဲဆိုတော့တစ်ချက်ပြပေးသွားမှာဖြစ်ပါတယ်လိုအပ်တဲ့ဟာတော့ App Store တော့မှာဒီ documents ဆိုရဟာ download ရပါမယ်ကျွန်တော်က download ဆိုတော့ဒီမှာ open လုပ်ရင်ပါပဲအဲ့မှာတော့လိုက်မယ်ဒီမှာဒီလိုပေါ်ပြီးအဲ့မှာဒီညာဖဲတောင်းဆုံးရဲ့ browser ဆိုတဲ့ဟာပါနော်အဲ့မှာတော့လိုက်မယ်ဒီမှာ Google မှာတန်းရှိပါနော်အဲ့ Google တန်းမရောက်လို့ရှိရင်တော့ပေါ်ဆုံးမှာ google.com ဆိုမှရေးလိုက်ပါနော်ဒီမှာကျွန်တော် Facebook ရတယ်လို့ဆိုတော့ကျွန်တော် Facebook video downloader ဆိုမှရေးလိုက်မယ်နော်ခဲတဲ့ပို့ဆုံးက fdown.net တခြားကျန်တဲ့ဟာတွေရှိမှာပါဒါပေမဲ့ပထမဆုံးဟာတုံးလိုက်မယ်အဲ့မှာ enter Facebook video တဲ့အဲ့ဒါ link အဲ့ဒီ Facebook ထည့်သွားပြီးတော့မှ video link ကိုတွားယူအောင် Okay ကျွန်တော် page တစ်ခုပဲယူလိုက်ပါမယ်ဥပမာအနေနဲ့ပါနော်ဟုတ်ပြီဒီမှာ Okay ဒီ video ကိုတောင်းချင်ဆိုရင်တော့မ share ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်မ copy link ဟုတ်ပြီဆိုတော့ပြန်သွားလိုက်မယ်ကြော်ညာရှိရပါတော့အဲ့တော့ပြန်ဖြတ်လိုက်မယ် Okay ဆိုတော့ link ကိုဒီထဲမှာ paste လုပ်မယ်ပြီးတော့ download ဟုတ်ပြီအဲ့လိုပို့လို့ရှိရင်တော့ဒီမှာအောက်မှာ download in normal quality download video in HD ပေါ့နော်တန်းတဲ့အားလည်းအောက်မှာပြထားတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီ download video in HD quality အဲ့ဒါပဲထောင်းလိုက်မယ်အဲ့လိုနေပြန်တော့ဟိုအောက်မှာကြည့်အောင်မှာ down နေရမြားလေးနေပေါ့နော်ဒီအဲ့ကောင်းလုံးအဲ့ဒါပြီးလို့ရှိရင်တော့အဲ့ဒီ documents ထဲမှာရောက်သွားပြီပေါ့နော်တစ်ချက်တော့ဆောင်းရအောင် Okay ပြီးတော့အဲ့လိုပေါ်လာမယ်အဲ့ဒီမှာတန်းတော့လို့ရတယ်လို့ရောက်တော့မှာနော်မှာဘေးထဲမှာရောက်သွားလဲဆိုတော့ဒီဘေးချမ်းမှာကို file ထဲမှာ documents ရဲ့ file ထဲမှာတော့ပြန်နိုင်လိုက်မယ် inbox ဆိုနေမှာဒီထဲမှာဝင်ပါလိမ့်မယ်ဆိုတော့မှာဒါပဲဖြစ်ပါတယ်နော်တော့တုံးဝင်တဲ့ apps ဖြစ်ပါတယ်ဒီvideo တွေတခြား mp3 တွေ YouTube ဟာတွေဖြစ်ပါနော်အများကြီးဒီ app ထဲမှာဒီ documents ထဲမှာပါနော်ဒီထဲမှာအကုန်လုံးစုထားပြီးမှ iPhone မှာထားလို့ရတယ်ဆိုတာကိုမျှဝေပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်